ကျွန်တော်တို့ရဲ့အာအူလေးတွေကိုအင်္ဂါဂျိုပေါ်ကိုခေါ်သွားမယ်ဆိုရင်ကျွန်တော်တို့ဘာတွေပြင်ဆင်ရမလဲကဲစဉ်းစားကြည့်အောင်အင်္ဂါဂျိုပေါ်ကိုကျွန်တော်တို့အာအူလေးတွေကိုခေါ်သွားမယ်ဆိုရင်အင်္ဂါဂျိုအကြောင်းကိုသိဖို့လိုတာပေါ့အင်္ဂါဂျိုဆိုတာကယာတိဥတုအရန်ကိုအစွန်းရောက်တဲ့ဂျိုတစ်လုံးဖြစ်ပါတယ်အရန်ပူလို့နဲ့အရန်အေးလို့နဲ့ပြီးလို့ရှိရင်ဓာတ်ရောင်ကြီးရဲ့အန်ရည်လည်းအများကြီးရှိတယ်ကြမ်းတမ်းတဲ့သဘာဝတွေလည်းရှိတယ်ဒါကြောင့်မလို့ဒီလိုအင်္ဂါဂျိုပေါ်မှာရှင်သန်ဖို့ဆိုရင်ကျွန်တော်တို့အာအူလေးတွေနဲ့မဖြစ်နိုင်ပါဘူးကျွန်တော်တို့လူတွေအနေနဲ့တော့မဖြစ်နိုင်ဘူးအဲ့တော့အာအူလေးတွေကိုကျွန်တော်အင်္ဂါဂျိုပေါ်ကိုခေါ်သွားမယ်ဆိုရင်ဘာတွေလို့မလဲအဲ့တော့ပထမဆုံးအရေးကြီးဆုံးအချက်က9ခုရှိပါတယ်ကျွန်တော်အာအူလေးတွေအတွက်ဖန်လုံအိမ်သူတို့တက်တောင့်တက်တာနေလို့ရတယ်အောက်ဆီဂျင်တွေရှိတယ်ရာသီဥတုအပူအေးကိုထိန်းညှိနိုင်တဲ့ဖန်လုံအိမ်လေးတစ်လုံးလိုပါတယ်အဲ့ဒီဖန်လုံအိမ်လေးကဒီပုံစံလေးအတိုင်းဖြစ်ပါတယ်ဒါမှသာလေအပြင်ရာသီဥတုတွေကသူတို့ပေါ်မှာတက်ရောက်မှုမရှိမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်ဘာလို့မလဲနောက်တစ်ခုကတော့အာအူလေးတွေအတွက် space suit လိုပါမယ်အာကာသဝတ်စုံပေါ့ဒီအာကာသဝတ်စုံကသူတို့အတွက်အောက်ဆီဂျင်အထောက်ပံ့ပေးနိုင်တဲ့ဝတ်စုံဖြစ်ရပါမယ်ပြီးရင်အပူအေးကိုလည်းခံနိုင်တဲ့ဝတ်စုံဖြစ်ရပါမယ်ပြီးလို့ရှိရင်သူတို့ရဲ့လက်ဖွားခြေဖွားလေးတွေကိုကာကွယ်ပေးထားတဲ့ဝတ်စုံလည်းဖြစ်ရပါမယ်ပြီးလို့ရှိရင်သူတို့လွတ်လပ်လှုပ်ရှားသွားလာလို့ရတဲ့ဝတ်စုံဖြစ်ရပါမယ်ဒါမှသာလျှင်သူတို့ကပတ်ဝန်းကျင်ထဲမှာသူတို့တက်တောင့်တက်တာနဲ့ရှောက်သွားလို့ရမှာဖြစ်ပါတယ်အဲ့နောက်တစ်ခုကဘာလို့လို့မလဲနောက်တစ်ခုကဘာလို့မလဲဆိုတော့ကျွန်တော်တို့အာအူလေးတွေစားဖို့တောက်ဖို့ရိတ်ခါကြောက်လိုပါမယ်ရိတ်ခါကတော့နည်းနည်းစားပြီးတော့များစွမ်းအင်အာဟာရပြည့်တဲ့ဟာမျိုးကိုကျွန်တော်တို့ကပြင်ဆင်ပြီးတော့ယူသွားဖို့လိုပါတယ်ရေကိုတော့ကျွန်တော်တို့က recycle လုပ်ပြီးပြန်သုံးလို့ရတယ်လို့ဆိုထားပါတယ်သူတို့တို့ကတော့အစားရည်ရိတ်ခါကတော့ပြည့်စုံအောင်ယူရပါမယ်အဲ့ဒါပြီးနောက်ထပ်ဘာလို့လဲဆိုရင်အိမ်သားပါသူတို့ကအာအူလေးတွေကစားမယ်တောက်မယ်ပြီးလို့ရှိရင်ညစ်ကြေးဆွမယ်အဲ့တော့သူတို့အတွက်အညစ်ကြေးဆွဖို့နေရလဲစမတ်ကြပြီးတော့ safe ဖြစ်ကျွန်တော်တို့ကပြင်ဆင်ပေးဖို့လိုပါတယ်အဲ့ဒါကြောင့်မလို့အညစ်ကြေးဆွဖို့လည်းသူတို့ကလိုပါတယ်အဲ့ဒါပြီးရင်သူတို့ကဘာလို့မလဲကျွန်တော်အာအူလေးတွေကပြင်းလို့မရဘူးသူတို့ကအဲ့ဒါကဘာပေါ်မှာတော့မှပဲအချိန်တိုင်းလမ်းလျှောက်နေရတယ်အချိန်တိုင်းသွားတယ်လာတယ်စော့တယ်ပြေးတယ်ဒါမျိုးတွေအဲ့တော့အင်္ဂါဂျိုပေါ်မှာလည်းဒီကောင်းလေးအပြင်းပြေအောင်လို့သူတို့အတွက်လေ့ကျင့်ခန်းလုပ်လို့ရအောင်လို့လေ့ကျင့်ခန်းနဲ့ဆိုင်တဲ့ပစ္စည်းလေးတွေတည်သွားပေးရပါမယ်သူတို့စော့ဖို့အယုတ်ကလေးတွေပြီးတော့ကျတော့ trash mail လေးတွေဒါမျိုးလေးတွေတည်သွားရမယ်ဒါမှသာလျှင်သူတို့ကကိုယ်လက်လှုပ်ရှားမှုရှိတဲ့အတွက်ကျန်းမာတန်ဆွမ်းတဲ့အာအူလေးတွေဖြစ်နေမှာအင်္ဂါဂျိုပေါ်မှာလည်းကောင်းကောင်းရှင်းနိုင်မှာဖြစ်ပါတယ်နောက်ထပ်ဘာလို့မလဲဆိုရင်ဒီကောင်တွေကနေမကောင်းဖြစ်ရင်တောက်ဖို့ဆေးတွေလိုမယ်ထိခိုက်ရှာနာဖြစ်လို့ရှိရင်ကုဖို့အတွက်ဆေးထည့်ဖို့ပတ်တီးတို့ပြီးတော့ရက်ပြန်တို့ဂွန်းတို့အဲ့လိုမျိုးထိခိုက်ရှာနာအတွက်လိုအပ်တဲ့ဆေးတွေလိုမယ်အဲ့တော့ကြတော့သူတို့အတွက် medical kits ပေါ့နော်ဆေးသစ်တာလိုပါမယ်အဲ့ဒါပြီးရင်ဘာလို့မလဲအဲ့ဒါပြီးလို့ရှိရင်တော့သူတို့ကအာကာသထဲကိုခရီးထွက်မှာဖြစ်တဲ့အတွက်သူတို့ကဒီ space suit တွေဝတ်ထားတာတို့ပြီးတော့ဒီအခန်းချင်းထဲမှာသူတို့လှုပ်ရှားနိုင်အောင်ပတ်ဝန်းကျင်နဲ့နေသားကြအောင်လို့သူတို့ကိုလေ့ကျင့်ပေးဖို့လိုပါတယ်ဒါတွေပြည့်စုံပြီဆိုရင်တော့ကျွန်တော်တို့အာအူလေးတွေကိုအင်္ဂါဂျိုကိုခေါ်လို့ရပါပြီအဲ့တော့ကျတော့ဒီအတွေ့အခေါ်ကတစ်မျိုးပဲပေါ့နော်ဘယ်လိုဖြစ်နိုင်မှာလဲမှန်ပါတယ်ကျွန်တော်လည်းတွေးကြည့်တာပေါ့တွေးကြည့်ပြီးတော့ကျွန်တော်ဘယ်လိုလုပ်ကြည့်မလဲဆိုတော့ကျတော့ကျွန်တော်က AI ကိုမေးကြည့်လိုက်တယ် AI ကတော့ထုံးစံတိုင်းဖြေပေးတာပေါ့အာအူလေးတွေခေါ်သွားမယ်ဆိုတော့ဒါတွေပြင်ဆင်ဖို့လိုတယ်ပြောမရဘူးကျွန်တော်တို့တိချစ်သူတွေကငလင်းလှုပ်ရင်လဲကိုအာအူလေးတွေကိုတခါလေးကိုနဲ့မကွာခေါ်ပြီးထွက်ပြေးတဲ့လူတွေဟဲ့လားတခုဖြစ်ပြီးဆိုရင်လဲပြေးဟဲ့လွားရဲဆိုလဲကိုအာအူလေးတွေကိုနဲ့ခက်ချက်မကွာခေါ်ပြီးပြေးရလူဆိုတော့ဒီနေ့ကဘာပြက်လို့နောက်နေ့အင်္ဂါဂျိုသွားမယ်ဆိုရင်လဲကိုအာအူလေးတွေကပါမှာပဲပါလို့ရှိရင်ကျွန်တော်တို့ကဒါတွေပြင်ဆင်ထားရင်အဆင်ပြေတာပေါ့အပျော်သဘောနဲ့တင်ပေးတာပါကဲဒီအကြောင်းနဲ့ပတ်သက်လို့ခင်ဗျားတို့ဆွေးနွေးကြနေဆိုရင်ကျွန်တော်ရဲ့ comment box မှာဝင်ပြီးတော့ဆွေးနွေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကျွန်တော် YouTube channel လေးလည်းလုပ်ထားပါတယ် YouTube channel လေးကိုလည်းလာပြီးတော့အားပေးကြဖို့ပြောလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်